ဒီစကားကိုကြည့်ပြီးလူတော်များများက Gatsby ကိုတနာကြပါလိမ့်မယ်။ဒါပေမဲ့တေချာစဉ်းစားကြည့်ရင် तू ကအချစ်ကြီးရတဲ့အတ္တကြီးစိစဆန်တယ်လို့ခင်ဗျားလို့မထင်ဘူးလား။အားလုံးပဲမင်္ဂလာပါကျွန်တော်အခု review ပေးသွားမှာကတော့ The Great Gatsby movie ပဲဖြစ်ပါတယ်။ဒီစကားထဲမှာဆိုရင်အဓိကတရုပ်ဆောင်အနေနဲ့ Leonardo DiCaprio ပါဝင်ထားပြီးကြီးတဲ့ချမ်းသာတဲ့ Mr. Gatsby အဖြစ်ကြေးဆောင်ထားတယ်။သူ့ကို supporting လုပ်ပေးမဲ့ character ကတော့ Spider-Man မင်းသား Tobey Maguire ပဲဖြစ်ပါတယ်။ Okay ဒါဖြင့်ဇလန်ရဲ့ intro လေးကိုစလိုက်ကြရအောင်။ Gatsby ကသူ့ရဲ့ခမ်းနားလာတဲ့အင်ဂျီမှာအပတ်တိုင်းတန်းတဲ့ချီကုန်တဲ့ပါတီပွဲကြီးတွေလုပ်လို့ရှိသူပါ။ဒါပေမဲ့ तू ကအဲ့ party တွေကိုစိတ်ဝင်စားလို့လုပ်နေကြတာမဟုတ်ဘူး။သူ့မှာတီးကြတဲ့ရည်ရွယ်ချက်တစ်ခုရှိပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကအိမ်အောင်ကျသွားတဲ့သူ့ရဲ့ရည်စားဟောင်းနဲ့ပြန်ဆောင်ခြင်းလုပ်ပဲဖြစ်ပါတယ်။သူဟာချစ်အတွက်3ညကနေဘီလီယံနာတတိကြီးဖြစ်အောင်စူးစမ်းခဲ့ရတာပါ။ဒီစကားကမျက်စိပတာတာဖြစ်ဖို့ဝစ်စုံတွေခစ်ပေါ်တချင်းတွေနဲ့ခမ်းနားအောင်ပြင်လာပေမဲ့အဲ့နောက်ကွယ်မှာတော့အထက်တန်းလွှာတွေရဲ့အတ္တတွေကြမှာအတိတ်ကိုပြန်ပြင်ခြင်းတဲ့လူတစ်ယောက်ရဲ့ဝမ်းနည်းစရာဇလန်တစ်ပုဒ်ဖြစ်နေပါတယ် I've gotten all these things for her. I've gotten all these things for her. Now she just wants to run away. She even wants to leave that. Jay, can't repeat the past. Can't repeat the past. No. Why, of course you can. Of course you can. ဒီလိုနဲ့အချစ်အရန်ကြီးလွန်တဲ့ Gatsby လိုလူတစ်ယောက်ကိုမိန်းမတစ်ယောက်ကပြန်ပြီးတော့ချစ်လာနိုင်ပါဦးမလားအစစ်မှန်တဲ့အတူရောင်နေကြမှာဘယ်လမ်းကိုရွေးချယ်သွားကြမှာလဲခင်ဗျားတို့ရောအချစ်အတွက်နဲ့အရာရာကိုစွန့်စားရတဲ့ Gatsby ကိုဘယ်လိုမြင်ကြလဲ comment မှာပြောခဲ့ပေးကြပါဦး